ကိုကကြောက်တယ်ဘူးတဲ့သူဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုသေချာလေးကြည့်သွားသိကြပါတယ်ဒီ comment မှာရှင်မှတ်ထားတာကကြောက်ချထားပါတယ်ရှောင်းရဆောင်ရန်လေးပြောပြပေးပါစေဒီကွဲတို့တွေကြောက်တယ်ဆိုတာကကွဲတို့ခန္ဓာကိုယ်ထဲမှာဒီထုံးတက်များတဲ့ရေတွေတောက်မိနေရင်ဒီကိုရဲစားတဲ့အစားအသောက်တွေကအောက်ဆစ်လစ်ပေါမှုများတဲ့အစားအသောက်တွေစားမိနေရင်ကြောက်တွေတည်တတ်တယ်ဒီကြောက်မုံတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုစားတဲ့အစားအသောက်တွေကိုအထူးကူးစိုက်ဖို့လိုပါတယ်ဒီအထူးသဖြင့်ဒီကြောက်တယ်တဲ့သူတွေကိုကိုရဲသေချာမေးကြည့်လိုက်တဲ့အခါမှာဒီတောင်မော်ဒေတာကသူတွေအဖြစ်များပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတောင်မော်ဒေတာကသူတွေကဒီထုံးတက်များတဲ့ရေတွေကိုအမြဲလိုတောက်မိနေတဲ့အတွက်ကြောင့်မလို့ဒီတဖြည်းဖြည်းနဲ့စုပုံလာပြီးတော့ကြောက်တဲ့ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကဘယ်ဒေတာမှာပဲရှိရေတန်းကိုပဲသေချာလေးရွေးပြီးတော့တောက်စေချင်ပါတယ်။နောက်ထပ်ပေါ့နော်ဒီကြောက်တယ်နေတဲ့သူတွေပြန်ပြီးတော့ဖြစ်စေတဲ့အကြောင်းရင်းကဒီအောက်ဆစ်လစ်ပေါမှုများတဲ့ဒီဟင်းနွယ်ရွယ်၊စွန်းရွယ်လက်ဖက်ပရှောင်းဝါးသည်ခရမ်းသည်ဒီလိုမျိုးအစားအသောက်တွေကဒီအောက်ဆစ်လစ်ပေါမှုအများများတဲ့အတွက်ကြောင့်မလို့ကိုယ်ရခန္ဓာကိုယ်လေးကိုရောက်ရှိသွားပြီဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကြောက်တွေကိုဖြစ်စေတဲ့ကြီးပေါင်းတွေကိုဖြစ်စေပါတယ်ဒါကြောင့်မလို့ကိုယ်အခုပြောခဲ့တဲ့အစားအသောက်တွေကိုအထူးအနေနဲ့ရှောင်ကျဉ်ဖို့လိုပါတယ်နောက်ထပ်ကိုယ်ထပ်ပြောချင်တာကကြတော့ဒီကြောက်တယ်ဘူးတဲ့ကြောက်တယ်မှာကြောက်တယ်ဆိုလို့ရှိရင်ကိုယ်လက်လေးကျင်ကန်လေးတွေပုံမှန်လှုပ်ဆောင်ပေးဖို့လိုပါတယ်ကိုယ်ရတို့တွေဒီအထိုင်များတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဒီအနေတွေကိုထိုင်စေတယ်စုပုံစေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတဖြည်းဖြည်းနဲ့ကြောက်မုံတွေဖြစ်စေပြီးတော့ကြောက်တယ်တာတွေကိုလည်းဖြစ်စေပါတယ်။ဒါကြောင့်မလို့ကြောက်တယ်နေမှဖြစ်ဖြစ်ကြောက်ပြန်တဲ့မှာကြောက်တာပဲဖြစ်ဖြစ်ဒီထပ်ပြီးတော့မဖြစ်အောင်ပေါ့နော်။ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေကိုဒီနေ့ကိုဒီ15မိနစ်နိုင်ဝက်ခံလုပ်ပေးပါလို့ကိုရဲ့ဒီဗီဒီယိုလေးကနေပြောပြပေးခြင်းပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်တခြားသူတွေသိအောင် share ပေးတော့ကိုလည်းမေတ္တာရက်ခံပါတယ်။စိတ်အေးချမ်းခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါစေခင်ဗျာ။ကျေးဇူးတင်ပါတယ်။